ဒီနေ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာကတော့ Joshua Van နဲ့ Tatsuro Taira တို့ပွဲဖြစ်လာနိုင်တယ်ဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်။ကပတ်အရန်လိုချင်ပေမဲ့တကယ်ထိုးခိုင်းတော့မှထွက်ပြေးနေတဲ့ Manekat ကို UFC ဘက်ကတော့ခောက်ထားလိုက်တော့မယ်ထင်ပါတယ်။ဘာလို့လဲဆိုတော့ Van နဲ့ပွဲထိုးဖို့စာချုပ်ကမ်းလှမ်းခဲ့ပေမဲ့ Manekat ဘက်ကအချိန်အရန်ကတ်နေလို့လက်မခံခဲ့ပါဘူး။ဒါကြောင့်မလို့အရင်တည်းက UFC ကပွဲတည်ပေးခြင်းနေတဲ့ Japan Fighter Tatsuro Taira ဘက်ကိုဦးတည်သွားနိုင်ပါတယ်။ Tatsuro Taira ကလည်း Champion စင်ခေါ်ဖို့အဆင်သင့်ရှိနေပြီဆိုပြီးသူ့ရဲ့ social media မှာဖော်ပြလာပါတယ်။ Van ကလည်းခု match လာလောက်မှာ Champion ကာကွယ်ပွဲထိုးကျင်နေပြီးတော့ Champion ကာကွယ်ဖို့အသင့်အနေထားပြင်ဆင်ထားပြီဆိုပြီးတော့ရေးထားလာတာဖြစ်ပါတယ်။အဲ့ဒီတော့ UFC ဘက်ကဒီလူငယ် fighter 2ယောက်ကိုပွဲတည်ပေးဖို့စီစဉ်နေပြီလားဆိုတာခံမှန်းကြည့်တာဖြစ်ပါတယ်။ Van ကအသက်24နှစ် Tatsuro Taira ကအသက်26နှစ်ပါ။ဒါကြောင့်မလို့ထိုးဖြစ်ခဲ့ရင် UFC တမိုင်းတစ်ချောင်းမှာအသက်အငယ်ဆုံး fighter 2ယောက်ရဲ့ Champion လူပွဲအဖြစ်တောင်တမိုင်းဝင်သွားနိုင်ပါတယ်။ပြီးတော့ပထမဆုံးသောအာရှသား2ယောက်ရဲ့ UFC Champion လူပွဲအဖြစ်လည်းမှတ်တမ်းဝင်သွားဦးမှာပါ။နောက်ပြီးတော့ Tatsuro Taira ကနှစ်ပန်းအားပြုကစားတာဖြစ်ပြီး Van ကတော့ take down defense ကောင်းပြီး stand fight လည်းတာတာဆိုတော့ပွဲဖြစ်လာရင်ကြည့်လို့ကောင်းမယ်အပြင် Van ကပဲအသာစီးနဲ့ကစားသွားလိမ့်မယ်လို့သုံးသပ်ရင်နဲ့နောက်လဲအားကစားသတင်းတွေတင်ဆက်ပေးဦးမှာဖြစ်လို့ follow မလုပ်ရသေးရင်လုပ်ခဲ့ပါဦးနော်